အမျိုးသားတူကသူစီဂရက်ကိုလွင်ပစ်လိုက်တဲ့အခါမြက်တွေကတက်ရှိရီလိုရွေ့လျားသွားတာကိုအန်အိုတကြီးတွေ့လိုက်ရတယ်။စူးစမ်းလိုစိတ်နဲ့ကိရိယာတစ်ခုကိုတုံးပြီးမြေကြီးကိုတူးကြည့်တဲ့အခါမြေစီလွာကပုံမှန်မဟုတ်မှန်သိလိုက်ရတယ်။ရာပါဒါမှမဟုတ်ဗလက်မြေလိုဖြစ်နေတယ်။မိုးကောင်းကင်ကိုမှော့ကြည့်လိုက်တော့လေတိမ်တွေကရွေ့မနေဘူး။ထူးဆန်းတဲ့ခန်းစားချက်နဲ့လီကားတစ်ခုပေါ်တက်ကြည့်လိုက်တော့ပုံဝင်းချင်ကအိမ်အားလုံးကပုံစံတူတွေဖြစ်ပြီးနေရာတကျစီထားတာကိုတွေ့လိုက်ရတယ်။ဒီနေရာတစ်ခုလုံးမှာတစ်ခုခုမားနေတယ်လို့ခံစားရတယ်။သူနဲ့သူ့ဇနီးကထွန်းသွားဖို့ဆုံးဖြတ်လိုက်ကြပြီမဲ့တနော်ရီလောက်မောင်းပြီးတဲ့အခါလမ်းကအဆုံးမရှိသလိုဖြစ်နေတာကိုသတိထားမိလိုက်တယ်။လွန်မြောက်ဖို့စိတ်ပိုင်းဖြတ်ပြီးအမောင်ကျတဲ့အထိဆက်မောင်းကြတယ်။နောက်ဆုံးတော့အိမ်တလုံးမှာရက်ပြီးအနားယူဖို့ကလွဲလို့ရွေးချယ်စရာမရှိတော့ဘူး။အိမ်ထဲမှာရေခဲသက်တာထဲကစတော်ဘရီနဲ့ရှမ်ပိန်ကိုတွေ့ရပြီးမဲ့ထူးဆန်းတာကနှစ်ခုလုံးကအရသာမရှိဘူး။နောက်တနေ့မနက်မှာတော့နေထွက်ရအရက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီအရက်ကသူ့ကိုအပြင်ထွက်တဲ့လမ်းကိုညွန်ပြလိမ့်မယ်လို့မျှော်လင့်ကြတယ်။တဏီကိုမောင်းခဲ့ပြီးမဲ့နေဝင်တဲ့အထိထွက်ပေါက်ကိုရှာမတွေ့ခဲ့ကြဘူး။နောက်ဆုံးမှာတော့မီးလင်းနေတဲ့အိမ်တလုံးကိုတွေ့လို့အထဲဝင်ကြည့်လိုက်တော့မှသူတို့အရင်ညကတဲခိုခဲ့တဲ့အိမ်ခစ်နေတာကိုသိလိုက်ကြရတယ်။